ဒီစောစီဒီအကုသို့ကောင်းတယ်ပါလာတွေ့မနဲ့မုံမင်းလေးတောက်စားနေကြတာစိတ်ပြက်စရာကောင်းတာအဲ့ဒါတွေကဒီနားမှာပဲလေမင်းလည်းရမလို့တော့ဖယ်ပြရမှာညာရှာဘာထူးလဲငါအိမ်ကဘွားတော့လေအဲ့လိုပဲအများအားပုံညာနဲ့ဟိုလှုပ်လို့ဒီလှုပ်လို့ဒီနေ့တောက်စားနေရပဲနဲ့စိတ်တွေနဲ့ဒီနေရာပဲအေးချမ်းတယ်မချစ်ပေးထားပါအောင်နော်ရောင်းပေးထားရင်လည်းရောင်းပေးထားနော်ကိုကြီးနော်ခဏလေးပဲနော်ခဏလေးပဲခါပြီးမယ်ပြဟာရိုက်ပေးပါအောင်မင်းကလေးကပြောတာပါဟောလေအမမတယောက်ပါမယ်ဟောလေနည်းနည်းလောက်ဖယ်ပေးပါလားရင်တက်ဖို့လည်းကပါနေလို့ဟုတ်တယ်ခါရသွားရပါတော့လူကြီးကရက်နေအဲ့ဒါတွေကဒီနားမှာပဲလေမင်းလည်းရမလို့တော့ဖယ်ပြရမှာညာရှာကြောင်လာပြောနေတယ်ဟဲ့အာဝင်တော့ငါတို့ခုဘက်ပါမလားချောလိုက်တော့ယောက်ျားလည်းပီတာဒီလိုချောရဲယောက်ျားငါနဲ့ချစ်သူဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲမင်းမြဝလေးကထူးဆန်းတဲ့ရောင်စုံချက်ပန်းပွင့်များထပ်ပူလာတဲ့မင်းရဲ့ပြောင်းလေးကသိမ့်မိုက်တဲ့ဘာမြင်ရဲ့ဆွဲရများလို့တော့ဆွဲတယ်မင်းနှုတ်ခမ်းလေးကချိုးသောစကားတွေကိုလာမဲ့ပြပတော့များလို့ပြန်ဝဲနေမင်းရဲ့သေးလေးကတော့ထားတွေညနိုင်နဲ့ဆွဲတဲ့တီတွေရှိတယ်ကျန်နာသွားလုံးမလေးကိုယုံသားထားခိုင်မြဲတော့ချင်များယုံကြည်စွာပေးရတော့တဲ့လုံးွယ်အသေးစိတ်ချင်မေကျန်နာသူပဲလို့လဲဘလို့ဒီချင်လေပြောကျန်နာမေပဲလို့လေဘလို့ဒီချင်လေပြောဟဲ့ကမလေးဘာဖြစ်တာလဲနင်ဘာမှဖြစ်ပါဘူးညဟာလေရိုက်ပေးအောင်မယ်လေအဲ့ဆိုရင်ဒီနားမှာပဲဆက်ရိုက်လိုက်ကြဆိုလားဟုတ်ပြီဟုတ်ပြီအဲ့တိုင်လေးလာတယ်ဟုတ်တယ်အဲ့တိုင်လေးလာတယ်ဒီဘက်လေးနည်းနည်းလေးဒီလိုလေးဟုတ်တယ်အဲ့လိုလေးဒီဘက်ရှုပ်ကလေးနည်းနည်းပို့ပါလာကဲအခုမှပဲဒီမှာတို့တောက်နေကြနေရလေးရောက်မှာပဲစိတ်ကဒီွားတော့တယ်အေးချမ်းတယ်ကွာဒီနေရာလေးကမင်းကိုစောင့်နေတာကြားလာရေးဒါလည်းထွက်မလို့ပဲကွာဟောတော့တယ်ပူညံနဲ့ဘာထူးလဲငါအိမ်ကဘွားတော့လေအဲ့လိုပဲအများအားပုံညာနဲ့ဟိုလှုပ်လို့ဒီလှုပ်လို့ဒီနေ့တောက်စားနေရပဲနဲ့စိတ်တွေနဲ့ဒီနေရာပဲအေးချမ်းတယ်ရဲတဲ့ဒီနေရာလေးကဟာမမေလွင်ဟေးဘယ်ကပြန်လာတော့ဗျနေကြည့်ပြီးပြန်လာတာဟုတ်မဒီစောစီဒီအကုသို့ကောင်းတယ်ပါလာတွေ့မနဲ့မုံမင်းလေးတောက်စားနေကြတာစိတ်ပြက်စရာကောင်းတာဟိုဒီနေ့လားတရားမလားတို့တကယ်တောင်းမှမှာတယ်အဲ့ဒီတော့ဖြစ်တဲ့ကိစ္စကိုလေအဲ့တဲ့ကလေတို့အမြဲတမ်းအဲ့တဲ့ကလေရေဘူးတွေလည်းအားပေးတယ်မှုမှုတွေလည်းပေးတယ်ဆိုတော့အဲ့တဲ့ကိုအရန်စိုးရင်စိတ်နဲ့ပြောလိုက်မိတဲ့အဲ့လိုမျိုးဖဲ့ခိုင်းလိုက်မိတာပေါ့နော်တောင်းမှပါတယ်နော်ခုနကပါအခုပါလာလောက်တာလဲယင်ဒီမှာဟောစိတ်ကြီးလို့အိမ်နဲ့စကားများကြတာဟုတ်လားတို့ခင်ခွင့်ပေးပါလားတို့မင်းနဲ့အရန်ခင်စနေတာအဲ့နဲ့တွေ့ခဲ့ရလေမင်းတို့ဘလောက်ပဲ online တို့ကလေမင်း online လေးကွာတို့စိတ်မစိုးဘဲနဲ့လေမြို့ခင်စတဲ့စိတ်ပဲဖြစ်နေတာသိလားအားကြောင့်လေတို့ခင်ခွင့်ပေးပါလားနော်ရပါတယ်ခင်လားခင်လို့ရပါတယ်အားလေးစိတ်နေတာလေတို့ပြောပြလို့ရမလားဒီလိုပါပဲဒီနံပါတ်တက်တာပဲဆိုတော့ပြောတော့ပါအေးလေတို့နာမည်မှတ်ထားအောင်နော်တို့နာမည်ကနွဲတဲ့ ဟုတ်ကဲ့ကျွန်တော်နာမည်ဆောပါဟုတ်လားတို့အဲ့ဆိုရင်တို့လည်းနားမပေးတယ်နော်အဲ့ဆိုရင်စိတ်ဆိုးတော့နော်စိတ်ဆိုးတော့ဆိုရင်တို့ကအရန်ကြော်လို့
မနိုင်ပဲကြည့်ကျင်တယ်စားမလားမင်းကြိုက်တာစားကွာဒီနေ့ကတော့ holiday လို့တရက်နားလိုက်တာရေတက်နေဒီနေ့မရောဘူးဒါဆိုမမေကိုလည်းပတ်ဆက်ပေးပြီးပြန်လာတာဆိုတော့ဒီနေ့တရက်နားပြီးတော့ကိုရောင်းနေတဲ့ဒီတရားလေးပေါ်မှာလင်းချင်းခံလမ်းရှောက်တာအားကြောင့်လို့လိုက်ခက်နော်စားမယ်မလား စားမယ်လေ အေးပြအဲ့ဆိုသားမယ်လားကဲမဟုတ်တော့ခေါ်လိုက်မယ်နော်ဒီမလေးဟေးအားရရတယ်ဒီစီကစိတ်ကားတာဖြစ်နေတာရိုက်အော်ဟုတ်လားမရဘူးကြောက်တယ်ဟုတ်မင်းစားမလဲခင်းစားမလား စားမယ် ခင်းစားမယ်ဘာလို့စားမလဲ ဟိုမင်းစီစမ်းရဲ့စိတ်သားတောင်းရဲ့ တောင်းပါဟိုအဲ့ရောစားအောင်မလား မင်းတောင်းမယ် အေးရောတောင်းပါလေတော့ ရှက်ရှက် ချက်တောင်းမယ်နော်အားဆိုရှင်တောင်းပါရတယ်အားလေးလိုက်မယ်နော်ဒီမှာမမရနာတော့မယ်အားလည်းဒီလိုရချက်ပြီနော်ဟုတ်ပါလေ နွေရောဘာမှမစားတော့ အဲ့တော့ပတ်စံလည်းမလောက်မှဆိုရယ်ဘာလို့ပဲတွေးကြလို့အိမ်မှာຫນွေကသမင်းတန်းလည်းရှိတယ်ငပိလည်းရှိတယ်ကစုံရက်လည်းရှိတယ်ကစုံရက်ကြော်လေးနဲ့ကကြော်ခဲ့တာရှိတယ်အားလေးနဲ့ပဲစားလိုက်တော့မယ်အားလေးစားတော့ပြင်မယ်နော်ဆိုခုနကလေတကားမှာဆိုအရင်စိတ်ညစ်နေတာကိုတွေ့တော့စိတ်မကောင်းအဲ့ဒါပြန်ပြောပြပါလားဘာလို့စိတ်ညစ်တာလဲ ဘာမှမဟုတ်ပါဘူးမင်းဟိုအရင်ကိစ္စဆိုပြီးသလိုက်ပြောလိုက်တာတကယ်လည်းပတ်စံလုံးနေတော့ အော်စိတ်လူလာလဲဘယ်လောက်လူလာလဲဆိုတော့ ဒါကြီးမဟုတ်ပါဘူး1000လောက်ပါပဲ အော်တောင်းလို့ရနှွေးကူးနေမှာပေါ့ဆိုရဲ အဲ့ဒါနွေကြည့်ပေးမလား ချီးပါဦးပေးမှာတော့ချီးစရာမလိုဘူးရဒီမှာတော့တည်တယ်ရဒီမှာနော် နွေအားနာတယ်ကြီး အားနာစရာမလိုပါဘူးငွေနဲ့ဆောင်နဲ့တော့မှအားနာတယ်ဆိုတဲ့စကားပြောရအောင်နော် နွေအားနာတယ်လည်းမယ်နော် လို့ပြောတယ်လေဟုတ်ပါပြီဆိုထားဆောင်လေစားနော်ကောင်းတယ်နော် ဟာတရားပေါ်မှာရေသားဘူးရောက်နေမင်းမရှာသေးပဲဒုရက်ကွက်တဲ့ကောင်လေးခြူစားနာနဲ့တူတယ်ဒုက္ခရောက်တော့မယ် အေးနဲ့တော့ မင်းမရှာသေးတော့ အေးတောင်းလာအောင်စိတ်သားတွေထက်စားလို့နွေဘာကြည့် ဘာလို့ပါအောင် စောတိနေရနော်နွေစောစိတ်ဝင်စားနေရ အမှန်တမ်းဝင်ခိုင်အောင်ဟုတ်တယ် နွေစောစိတ်ချမ်းသာအောင်ထားမယ်ဆိုရင်တွဲမယ်လေ ဆိုတကယ်ပြောရလားတော့လေစိတ်ချမ်းသာအောင်ထားမယ် မင်းတို့ဘယ်သွားတာငါလိုက်ရှာနေနှံ့တာ ။ဒါလည်းကွာဘွားတော်ရင်လည်းပြောရတယ်စိတ်ညစ်လို့ဝိတ်တာပေါ့တယ်သွားထိုင်နေ။ပြောမယ်။အဲ့ဒီကအတို့ပြီးခဲ့တဲ့ခြေတံရောက်တဲ့ကောင်မလေးလေ။ဒီငါ့ကိုလာတောင်းလို့ပြော။ဘုံနဲ့လိုက်ကြွေရတယ် ဟုတ်လား ။အေး။ဟောကြိုက်နေရလားမသိဘူး။ ဟုတ်လားကွာမပေးရမင်းဟာမိုက်လိုက်လားအားရတော့မေးအဲ့ဟာလို့ကတ်တာတော့ဘောင်းဆောင်ငါတို့ကပတ်စံတိတ်ရှိတာမဟုတ်ဘူးเนาะအဲ့တော့သူ့စီကလည်း1000ရ2000ရအဲ့တော့ငါတို့ဖမ်းရမှာတော့ အေး မင်းဘာမှမူတီးရနော်ဒီရတယ်ဒီနေ့ကနေရဘာတူတွေလေဒီပါတွေကလက်ပြန်တောင်းလိုက်ခိုးလိုက်ပတ်လိုက်နေဟဲ့မလွယ်ဘူးမင်းအဲ့ကောင်မလို့မင်းကတ်ထားနော်အဲ့ဒါမှမကြိုက်မှာအဲ့ဆိုငါတို့ဒီဘွားလွတ်ပြီလေကောင်းလားရ စိတ်ညစ်ပါလေကွာ။အိမ်ကလည်းလုံးမလုံးလို့တဲ့ပူညံနဲ့ ဟေ့စိတ်ညစ်မနေနဲ့သူအရက်ဆိုင်သွားတယ် မင်းမပတ်စံရှိလို့လား ငါမှတော့မရှိဘူးလေကြောက်လွယ်လွယ်လေးပါဒီဥပဒေကမင်းကောင်မလေးရှိရလေသူ့စီကတော့တောင်းတယ် ။ငါလည်းသူရခဏခိုင်းတောင်းနေရတာ။ဟောကြတော့အားနာလာလူလုံးမကြီးကိုဖြည့်လို့ မင်းအဲ့ဒါထက်တွက်မနေနဲ့လေမြက်ပါလေသူ့အတီယူမှာမလို့လား တီတော့မယူဘူးပေါ့ လေအေးလေအဲ့ဒါပြီးရောလေတော့တောင်းလိုက်တော့ရောက်လုံးနေလေ
ကြောင်လာနေတော့လှုပ်ရှားလိုက်တော့အရောက်တောင်းနေနော် ဟာစောရောက်ရလား ဟုတ်တယ် အော်ငယ်ချင်းလည်းပါလားစောအော် ကိုယ်ပတ်စံလေး9000တော့ပေးပါလေ စောလုံးရလား ဟုတ်တယ် ဘာလို့ဖို့လဲစောရဲ့ လောက်ကြလေးရှိလို့ပါ စောဒီလောက်မှလည်းပေးထားရတယ်အများကြီးပဲစောအဆက်နေအရင်သုံးတာပဲ မင်းဒီတော့လို့ပေးရမလားပတ်စံလေးတော့မင်းဘာဖြစ်တော့မလို့ ကဲပါစောရဲ့အော်မနေပါနဲ့ပေးမယ်ကဲရော့